ဝိမု ക്തി ကိုဥတည်ပြီးကမ္မထံဘာဝနာဗုဒ္ဓဝါဒီတို့သည်များသောအားဖြင့်နိဗ္ဗာန်ဟူသည်မည်သို့အဓိပ္ပာယ်ရှိသည်ဟူသည်ကိုနားမလည်တော့လေနိဗ္ဗာန်သို့ရောက်လိုကြောင်းပြောဆိုကြပါれထို့ပြင်ကမ္မထံရှုမှတ်၍နိဗ္ဗာန်သို့ရောက်နိုင်ကြောင်းလည်းမကြာခဏပြောရကြပါれသိမှုကင်းခြင်းအမတဒုက္ခဆုံးခြင်းនិရောဓအနှောင်ဖွဲ့မှလွတ်မြောက်ခြင်းဝိမု ക്തി ဟူသောအနှစ်သာရရှိသည့်နိဗ္ဗာန်သည်ဗုဒ္ဓဝါဒီတို့၏အမြင့်ဆုံးပန်းတိုင်ဖြစ်ပါれနိဗ္ဗာန်ဓမ္မနှင့်ပတ်သက်၍ဝိပဿနာပညာနှင့်နိဗ္ဗာန်တို့အကြားဆက်နွယ်မှုရှိနေပါれနိဗ္ဗာန်သို့မဟုတ်အသင်္ခတဓာတ်ဟူသည်ကိုလွတ်မြောက်မှုဝိမု ക്തി လို့ပြန်ဆိုနိုင်ပါれဗုဒ္ဓဟောကြားတော်မူသောတရားတော်ကိုဓမ္မနှင့်လေ့ကျင့်အားထုတ်မှုဟုအပိုင်းနှစ်ပိုင်းခွဲခြားနိုင်ပါれဓမ္မ၏အခြေခံအုတ်မြစ်မှာသစ္စာ၄ပါးဖြစ်ပြီးကျင့်ကြံအားထုတ်မှု၏အခြေခံအုတ်မြစ်မှာမဂ်ကင်၈ပါးဖြစ်ပါれဝိပဿနာဉာဏ်တိုးတက်ရင့်ကျက်မှု၌လွတ်မြောက်မှုဝိမု ക്തി အဆင့်အမျိုးမျိုးပါဝင်ပါれတို့ရာတွင်ခောရကနိကေနိဗ္ဗာန်ဓာတုတုတ်ရာအဓိကလွတ်မြောက်မှုအဆင့်နှမျိုးရှိပါれ၁သာဥပါတိဒေတာနိဗ္ဗာန်ဓာတ်နှင့်၂အနုပါတိဒေတာနိဗ္ဗာန်ဓာတ်တို့ဖြစ်ပါれသာဥပါတိဒေတာနိဗ္ဗာန်ဓာတ်ဟူသည်ပြုပြင်ခန္ဓာ၅ပါးအကျွမ်းကြံရှိသောနိဗ္ဗာန်ဓာတ်ဖြစ်ပြီးအနုပါတိဒေတာနိဗ္ဗာန်ဓာတ်ဟူသည်ပြုပြင်ခန္ဓာ၅ပါးအကျွမ်းကြံမရှိသောနိဗ္ဗာန်ဓာတ်ဖြစ်ပါれသာဥပါတိဒေတာနိဗ္ဗာန်ဟူသည်တဏှာသမုဒယတို့ကြောင့်ဖြစ်သောစိတ်ပိုင်းဆိုင်ရာပျက်စီးမှုမှလွတ်မြောက်မှုကိုဆိုလိုပါれအနုပါတိဒေတာနိဗ္ဗာန်သည်ယဟန္တာပုဂ္ဂိုလ်တို့ပရိနိဗ္ဗာန်စံပြီးနောက်ဖြစ်ပေါ်လာသောနိဗ္ဗာန်ဖြစ်ပါれဗုဒ္ဓဘာသာရှုထောင့်မှကြည့်လျင်စိတ်ပိုင်းဘဝလွတ်မြောက်မှုကိုလည်းဝိမု ക്തി ဟုခေါ်ပါれစိတ်ပိုင်းဘဝလွတ်မြောက်မှုဟူသည်အခြေခံအားဖြင့်ဘဝတည်မွေးဖွားခြင်းအိုမင်းခြင်းနာမကျန်းဖြစ်ခြင်းသေခြင်းစိုးရိမ်ခြင်းပူဆွေးခြင်းနှင့်အလုံးစုံသောအဝိဇ္ဇာနှင့်တဏှာမှလွတ်မြောက်ခြင်းကိုခေါ်ပါれယေဝယအားဖြင့်ကမ္မထံထိုင်ခြင်း၏ရည်ရွယ်ချက်မှာအစဉ်အလာနောက်ခံအမျိုးမျိုးသို့မဟုတ်ဘာသာတရားသဘောထားထွေတွေကိုအခြေခံ၍ရည်ရွယ်ချက်အများပြားရှိနိုင်ပါれအချို့အစဉ်အလာအဖို့ကမ္မထံသည်စိတ်ငြိမ်းချမ်းမှုကိုတိုးတက်စေရန်ဖြစ်ပြီးအချို့ကစိတ်ဆွမ်းရည်အားဖြင့်ရုပ်ပိုင်းဆိုင်ရာယောဂများကိုကုသရန်အချို့မူစိတ်တကူရရှိရန်အချို့မူအခြားတစ်စုံတစ်ခုကိုရရှိရန်တို့ဖြစ်ပါတယ်အစဉ်အလာဓလေ့ထုံးစံတို့အချင်းချင်းမတူခြားနာသောကြောင့်ကမ္မထံထိုင်ခြင်းရည်ရွယ်ချက်မှာတစ်ခုနှင့်တစ်ခုခြားနာကြပါတယ်တို့ရာတွင်ဗုဒ္ဓဝါဒကမ္မထံရှုမှတ်မှု၏အခြေခံရည်ရွယ်ချက်မှာစိတ်ကိုစင်ကြယ်စေရန်နှင့်နိဗ္ဗာန်သို့ရောက်ရန်ဖြစ်ပါတယ်စိတ်ကိုစင်ကြယ်အောင်လုပ်ခြင်းဖြင့်နိဗ္ဗာန်သို့ရောက်ရန်တတိပဋ္ဌာန်ကမ္မထံဟုလည်းခေါ်သောဝိပဿနာကမ္မထံသည်မရှိမဖြစ်လိုအပ်ပါတယ်စိတ်ကိုစင်ကြယ်အောင်ပြုလုပ်ခြင်းမရှိဘဲနိဗ္ဗာန်ဟူသည်မည်သို့သောအရာဖြစ်ကြောင်းနားလည်ရန်ခက်ခဲပါတယ်စိတ်ကိုစင်ကြယ်စေရန်မှာမိမိကိုယ်ကိုအရှိကိုအရှိတိုင်းနားလည်ရပါမယ်ဥပမာအားဖြင့်စိတ်စေတသိက်ယုံနိဗ္ဗာန်ဟူသောပရမတ္ထတရားတို့၏ဖြစ်စဉ်သဘာဝကိုအရှိအတိုင်းနားလည်ရမည်ဖြစ်ပါတယ်နိဗ္ဗာန်၏သဘာဝကိုနားလည်စေနိုင်သောဝိပဿနာပညာတိုးတက်လာစေရေးအတွက်စိတ်စင်ကြယ်မှုဟုလည်းခေါ်သည့်တမာရိသည်လည်းအရေးပါလှပါတယ်ဤအချက်ကိုအထူးခိုင်မာစေသောအချက်မှာတမာရိတုတ်တန်၌ဗုဒ္ဓရှင်တော်မြတ်ကယဟန်တို့တမာရိကိုပွားများကြလောတမာရိကိုပွားများခြင်းဖြင့်ဟုတ်တိုင်းမှန်စွာသိမြင်၏မည်သို့ဟုတ်တိုင်းမှန်စွာသိသည်နည်းဟုမူယုတ်တရား၏ဖြစ်ခြင်းပြတ်ခြင်းကိုသိ၏ဝေဒနာ၏ဖြစ်ခြင်းပြတ်ခြင်းကိုသိ၏ပညာ၏ဖြစ်ခြင်းပြတ်ခြင်းကိုသိ၏သင်္ခါရတရားတို့၏ဖြစ်ခြင်းပြတ်ခြင်းကိုသိ၏ဝိညာဉ်၏ဖြစ်ခြင်းပြတ်ခြင်းကိုသိ၏ဟုဟောတော်မူခဲ့ပါတယ်ဤသုတ်တန်၌ဗုဒ္ဓရှင်တော်မြတ်အစစ်အမှန်ရည်ရွယ်ခဲ့သည်ကိုနားလည်ရန်တတိပဋ္ဌာန်၄ပါးကိုပွားများလျက်တတိပဋ္ဌာန်ကမ္မထံကိုအသုံးချရမည်ဖြစ်ပါတယ်အားထုတ်မှုအစတွင်ယုံ နံပရမတ္ထတရားများကိုကွဲပြားစွာနားလည်လာပါမယ်နံဟုဆိုရ၌နံတရား၏လှုပ်ဆောင်မှုနှစ်ရပ်ဖြစ်သည့်စိတ်နှင့်စေတသိက်တို့ကိုဤလေ့လာမှုကအသိမှတ်ပြုပါလိမ့်မယ်အမှန်စင်စစ်ပရမတ္ထတရားတို့၏ထင်ရှားမှုယင်းတို့၏ထင်ရှားသောကိစ္စလှုပ်ဆောင်ချက်တို့ကိုတတိပဋ္ဌာန်ကမ္မထံမှတစ်ဆင့်နားလည်နိုင်စွမ်းရှိပါတယ်အဘိဓမ္မာပိဋကဓမ္မသင်္ကနီပါဠိတော်အရာစိတ်ကို
အောက်ပါအတိုင်းအုပ်စုခွဲနိုင်ပါတယ်။ 1. ကုသလစိတ်ဓာတ် 2. အကုသလစိတ်ဓာတ် 3. အပြကတစိတ်ဓာတ်ဝိပဿနာကရိယာစိတ်ဟု၃မျိုးခွဲခြားပြီးစုစုပေါင်းစိတ်အကျဉ်း89ပါးရှိပါတယ်။စေတသိက်တို့မှာ52ပါးရှိပါတယ်။ယင်းတို့မှာဝိတက်ဝေဒနာပညာစေတနာတတိဧကဂတပညာစသည်တို့ဖြစ်ပါတယ်။အဘိဓမ္မာပိဋက၌ပရမတ္ထတရား၄ပါးကိုအုပ်စု၃စုခွဲပါတယ်။ကုသလဓမ္မအကုသလဓမ္မအပြကတဓမ္မဟုဖြစ်ပါတယ်။အဘိဓမ္မာပိဋကအလိုရာကုသလဓမ္မဟုသည်ကုသိုလ်စိတ်22ပါးနှင့်ယင်း၌ရှင်သည့်စေတသိက်38ပါးဖြစ်ပါတယ်။အကုသလဓမ္မဟုသည်အကုသိုလ်စိတ်12ပါးနှင့်ယင်းနှင့်ရှင်သည့်စေတသိက်28ပါးတို့ဖြစ်ပါတယ်။အပြကတဓမ္မတွင်ကျမ်းပရမတ္ထတရား၄ပါးတို့ပါဝင်ပါတယ်။ယင်းတို့မှာဝိပဿစိတ်36ပါးနှင့်စေတသိက်33ပါးကရိယာစိတ်20နှင့်စေတသိက်35ပါးယုံ28ပါးနှင့်နိဗ္ဗာန်တို့ဖြစ်ပါတယ်။သို့တစေယောဂီသည်ကမ္မထာ၏စွမ်းရည်ဖြင့်စေတသိက်တို့၏ကိစ္စအားလုံးကိုသတိပြုမိလိမ့်မည်မဟုတ်ပါ။တို့ရာတွင်လောဘဒေါသဥဒိစ္စကဲ့သို့သောထင်ရှားသည့်စိတ်၏လှုပ်ဆောင်ချက်အများစုကိုသိပါလိမ့်မယ်။ဆက်လက်၍အားထုတ်သွားမည်ဆိုလျှင်ကမ္မထာဘာဝနာသည်စိတ်စေတသိက်တို့၏လှုပ်ဆောင်ချက်ကိုပုံမူနှဆိုင်စွာလေ့လာနိုင်မည်ဖြစ်ပါတယ်။ယင်းနှမျိုးအနံစိတ်သည်အဓိကအနေဖြင့်လှုပ်ရှားပြီးစေတသိက်တို့ကဒုတိယအခန်းကဏ္ဍမှလှုပ်ရှားပါတယ်။လက်တွေ့သိရှိမှုမရှိဘဲကျမ်းစာသိများဖြင့်စေတသိက်တို့၏သဘာဝခြားနားချက်ကိုနားလည်ရန်ခဲယဉ်ပါတယ်။စိတ်နှင့်စေတသိက်တို့၏လှုပ်ဆောင်ချက်ကိုခွဲခြားလိုသောသမထဝိပဿနာဟုသောနည်းစနစ်များကိုအသုံးပြုလျက်စတင်ကမ္မထရှုမှတ်ရမည်ဖြစ်ပါတယ်။မိမိ၏သဘာဝအတွေ့အကြုံတွင်အထင်ရှားဆုံးအာယုံတစ်ခုဖြင့်စတင်အားထုတ်လျက်အကောင်းဆုံးဖြစ်ပါတယ်။အခြေခံအားဖြင့်ကမ္မထထိုင်နည်း2မျိုးရှိပါတယ်။1. ကမ္မထနှင့်ဝိပဿနာတို့ဖြစ်ပါတယ်။ကမ္မထဟုသောဝေါဟာရသည်ဘာဝနာမှဆင်းသက်လာခြင်းဖြစ်ပါတယ်။ဘာဝနာ2မျိုးရှိပါတယ်။ 1. ကမ္မထဘာဝနာနှင့် 2. ဝိပဿနာဘာဝနာတို့ပဲဖြစ်ပါတယ်။ယင်း2မျိုးအနံဝိပဿနာကမ္မထသည်သာဗုဒ္ဓဝါဒကမ္မထထိုင်နည်းဖြစ်ပါတယ်။အခြားကမ္မထထိုင်နည်းများကိုဗုဒ္ဓဝါဒမဟုတ်သည့်ကမ္မထကိုင်းများ၌လည်းတွေ့ရပါတယ်။အခြားကမ္မထထိုင်နည်းဟုသည်သမထကမ္မထကိုရည်ညွှန်းခြင်းဖြစ်ပါတယ်။သမထကမ္မထ၌စုစုပေါင်းအမျိုးအစား40ရှိပါတယ်။သမထကမ္မထဟူရာ၌သမထဟူသည်စိတ်၏တည်ငြိမ်မှုစိတ်၏အနှောက်အယှက်များကိုဖယ်ခွာခြင်းဟုအဓိပ္ပာယ်ရပါတယ်။တမာတိနှင့်သမထဟူသောဝေါဟာရသည်အဓိပ္ပာယ်တူပါတယ်။တမာတိဟူသောပုဂ္ဂိုလ်ဗုဒ္ဓဝါဒကျမ်းဂန်တို့၌ဧကဂတဟုအဓိပ္ပာယ်ဖွင့်ဆိုပါတယ်။ယင်းသည်အများဆုံးဇာနာကမ္မထ၌တွေ့ရပြီးအစိမ့်မြင့်စွာတိုးတက်ပြီးသောယင်းတမာတိ၌တမာပတ်ရှင်မျိုးရှိပါတယ်။ယင်းတို့မှာယူပဇံ၄ပါးနှင့်အာယူပဇံ၄ပါးတို့ဖြစ်ပါတယ်။ဝိပဿနာဟုသောဝေါဟာရကိုထိုးထွင်း၍သိမြင်မှုပညာဟုဘာသာပြန်ကြပါတယ်။အနိစ္စစာသောအချင်းရာမျိုးမျိုးဖြင့်ရှုမြင်တတ်သောကြောင့်ဝိပဿနာမည်၏ဟုဆိုပါတယ်။ဝိပဿနာကမ္မထံသည်အနိစ္စဒုက္ခအနတ္တဟုသောလက္ခဏာရေး3ပါးနှင့်ဓာတ်ရိုက်ပတ်သက်သောသဘာဝတရားတို့ကိုဓာတ်ရိုက်ရှုမှတ်ခြင်းချင်းကပ်ခြင်းသာဖြစ်ပါတယ်။အားလုံးသောဓမ္မမိတ်ဆွေပေါင်းတို့နှင့်တကွာကမ္ဘာသူကမ္ဘာသားအားလုံးမြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးရန်ရောဂါကင်းစင်ကြွား၍ကိုယ်စိတ်နှဖျားကျန်းမာချမ်းသာကြပါစေ။